guys ဒီနေ့ကတော့ agree က vlog မရိုက်တာကြောင့်လို့ vlog လေးရိုက်မှာပဲဖြစ်ပါတယ် blind ပေါက်တော့ blind ပေါက်ပါပဲဒါပေမဲ့လာဘူးတို့ crime baby တို့ version 2 version 3မဟုတ်တဲ့ blind ပေါက်တွေထုတ်ပြမှာပဲဖြစ်ပါတယ်ဒါလေးဆိုတော့ snack blind ပေါက်ဖြစ်တဲ့ choco pillow လေးကိုဖောက်ပြမှာဖြစ်ပါတယ်ဒီမှာပါမြင်ရမှာမသိဘူးရှင်ဒီမှာပါဒါလေးပါexpire ပါ expire မပေါ့လေဘာလို့ recycle ပြန်လုပ်လို့ရတယ် recycle agree ကဒါကိုကြော်ညာခိုင်းလို့ကြော်ညာတာမဟုတ်ပါဘူးဒါပေမဲ့ agree ဒီနေ့ဖောက်တယ်ဆိုတော့ပြပြဒါလေးတွေ agree ပထမဆုံးမနက်ခင်းကစားတာတော့ကောင်းနေအကြောင်း guys ယူရိုပြချင်လို့ like နောက်တစ်ထောက်ဝယ်လိုက်တာပါစိတ်မကြည့်ပါဘူးထုံးမှာ cost ကဘယ်လောက်မှမရှိဘူး1000ကျပ်လောက်ပဲ1000လောက်ပဲရှိ1000မြန်မာငွေနဲ့နော်မြန်မာငွေနဲ့1000ကျပ်ပဲရှိright ဘယ်နိုင်ငံမှာမှမရတဲ့မြန်မာနိုင်ငံမှာထုတ်တဲ့ choco pillow ဒါကြရုပ်ပုံရုပ်ကဲဘွားပြီးတော့တွင်းနဲ့ဟာလောက်ပါဖောက်ပါပြီတွင်းထဲမှာအရုပ်တွေပါလေပေါက်ပါတယ်ရုပ်တွေပါမယ်ပီစီတွေပြင်မလားပွိလို့ပီစီပါလားဒါစပါမစားဖောက်ပါပြီကြည့်ပါဦးဘယ်မှာပါဒီမှာပါဒါပါလေးနဲ့ပြိတ္တတို့အရင်ကြည့်ပါဒါလေးပါထားလိုက်တာရုံးပါလေရုံးမနဲ့ရုပ်လေးဒါကိုလေအကူကအစိမ့်တစ်ခါပေါက်ဖူးတယ်အစိမ့်နဲ့ပြာနဲ့ရောထားတဲ့ရုံးတစ်ခုပါအဲ့ဒါဟိုနဲ့တူရပါတယ်secret လေး secret တည်တာမလား secret နဲ့တူပါတယ်လိုက်တော့ဦးလေ secret နဲ့တူပါတယ်ကဲအဲ့ဆိုရင် agree လိုက်ပြီးတော့ချွန်ကြည့်လိုက်မယ်နော် okay oh my gosh မိုက်တယ်ဟာဟာဘယ်လိုပြန်ဝင်လာဘာရှင်တော့လက်ဒီမှာပါ VC ပါဟန်နီမောင်မိုက်အော်ကိုရောက်ရုံးနေလို့မိုက်ဖေးရမှာအေဂရီနဲ့မတူလားဟုတ်ငါရနေအားလားအေဂရီနဲ့တူလားeven do not the same it's different ဒါလေးဒါနဲ့ဆိုဘယ်သူကပို့ချဖို့ပါဘယ်ပို့ချဖို့ပါနော်ဟုတ်ဆုံးသက်တော့ဘာဝေး bye bye နောက်တဲ့ vlog တွေမှာ agree နဲ့တွေ့ပါမယ်နော် bye bye